တချိန်တုန်းကမဂဒေဝဆိုတဲ့ဘုရင်ကြီးဟာမိတ္တမြို့မှာအုပ်စိုးနေတဲ့အချိန်တုန်းကလူတွေရဲ့တက်တန်းဟာလောက်ရှိတော့ဆိုအနှစ်3 သိန်းကျော်အသက်ရှိကြတယ်ဒီကနေ့ခေတ်မှာအနှစ်100လို့ဆိုပေမဲ့100ပြည့်တဲ့ပုဂ္ဂိုလ်လွန်နေတဲ့ပေါ့အဲ့ဒီမှာအနှစ်3 သိန်း3 သိန်းဓမ္မလူဖြစ်ရတော့အသက်အမတန်မှရှည်တယ်ပေါ့အသက်အမတန်မှရှည်တယ်ဒါကြောင့်မလို့အဲ့ဒီတုန်းကတက်တန်းရှည်တဲ့မဂဒေဝဘုရင်ကြီးအကြောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအတိတ်ကိုပြန်ပြီးတော့အာယုပြုတဲ့အသိဉာဏ်နဲ့ရှင်အနန္ဒာကိုဟောပြတယ်တစ်ချိန်တုန်းကလည်းဟောဒီဥယျာဉ်ထဲမှာမဂဒေဝဆိုတဲ့ဘုရင်ကြီးဟာနေထိုင်ခဲ့ဘူးတယ်ဆိုပြီးတော့သူ့အကြောင်းကိုပြောပြတဲ့အခါမှာမဂဒေဝဘုရင်ကြီးဟာတဲ့မင်းဖြစ်သူရောက်ရှိမင်းသားငယ်ဘဝနဲ့နှစ်ပေါင်း8400အိမ်ရှိမင်းသားဘဝနဲ့ကနှစ်ပေါင်း8400ဘယင်ဖြစ်အုပ်ချုပ်နေတာ8400ထီးနှန်းကိုစွန့်ပြီးတော့ရသေးဝတ်ပြီးတရားကျင့်တာနှစ်ပေါင်း8400ဆို3,36,000နှစ်ပေါင်းသူဘဝတစ်ခုမှာတက်တန်းရှိအဲ့ဒီဘယင်ကဘယင်ဖြစ်ရောက်ရှိနေတဲ့အချိန်မှာဘာပြောထားလဲလို့ဆိုသူ့ရဲ့ဆံမင်းတွေကိုဖိလိမ့်ပြုပြင်ပေးတဲ့ဘုရင်ရဲ့ဆတ္တာတိကိုမှားထားတယ်အေးငါခေါင်းပေါ်မှာဆံပင်တစ်ဖြူများတွေ့လို့ရှင်ဆံပင်လေးတစ်ပင်ဖြူတာများတွေ့လို့ရှင်ငါ့ကိုပြောဆိုတော့ဆတ္တာတိကနေတိုင်းဘုရင်ခေါင်းကိုဖိပေးရင်ကနေပြီးတော့စပြူပင်ရရင်သူကဆုရမှာဒါမှမဟုတ်စပြူပင်ဆံဖြူတာကိုလိုက်ရှာနှစ်ပေါင်းရာကျော်ထောင်ကျော်ထိအောင်လိုက်ရှာမတွေ့ဘူးနှစ်ပေါင်းများစွာကြော်တဲ့အခါကျတော့အမတ်မထင်ဘုရင်ဆံပင်ကိုဖိတဲ့အခါဆံဖြူပင်လေးတစ်ချောင်းပါလာတာကိုတွေ့ရတယ်အဲတွေ့တဲ့အခါကျတော့မှအရှင်မင်းတရားကြီးခေါင်းတော်မှာဆံဖြူပင်လေးတစ်ပင်တွေ့ပါပြီဆိုတော့ဘုရင်ကြီးကပြဇမ်းလို့ဆိုရွှေမွေးညက်နဲ့ဆံဖြူပင်လေးကိုရွေးပြီးနှုတ်ပြီးဘုရင်ရဲ့လက်ထဲကိုထည့်လိုက်တဲ့အခါကျတော့ဘုရင်ကြီးကသူ့ခေါင်းကဆံဖြူပင်လေးမြင်လိုက်တဲ့အခါဘာဖြစ်သွားတော့ငါအိုပါလားလို့ဆိုတွေးတောရင်းနဲ့စိတ်ထဲမှာထိတ်လန့်တုန်လှုပ်တဲ့တန်ဝေကတွေဖြစ်လိုက်တာချွေးပြိုက်ကြတယ်ဆိုပဲစဉ်းစားတယ်ငါခေါင်းပေါ်မှာဆံဖြူပင်ရောက်ပြီသေမင်းတမန်တွေငါစီရောက်လာပြီငါကိုတတိပေးနေပြီနှိုးဆော်နေပြီငါမကြခင်လူဘဝဆွမ်းရတော့မှာပဲလို့ဆိုပြီးဘုရင်ကြီးဟာစိတ်နှလုံးတုန်လုံးခြောက်ခြားပြီးတကိုယ်လုံးချွေးပြိုက်ကြသွားတယ်နော်မဂဒေဝဘုရင်ကြီးကချွေးထွက်သွားတာဘာဖြစ်လို့ထွက်ကြောက်လန့်ပြီးတော့ချွေးထွက်ခုခေတ်လူတွေကတကောင်းလုံးဖြူလေဘာဖြစ်ဘူးလေတတ္တိကမဂဒေဝဘုရင်ကြီးတဲ့ပိုကောင်းတယ်လို့ပြောရမှာပဲဘာမှမဖြစ်ဘူးဆိုတော့သွားဆိုးလိုက်တာပေါ့အဆိုင်ဟောနော်အဖြူတစ်ပင်တွေ့ရင်လည်းသွားပြီးတော့ဆေးဆိုးလိုက်ဆိုတော့အဖြူမတွေ့တော့ဘူးပေါ့အဲ့ဒီမှာဘုရင်ကြီးဟာနော်စိတ်နှလုံးတုန်လှုပ်ခြောက်ခြားပြီးတော့သူ့ဆံမြူပင်လေးကိုကြည့်ပြီးတော့တန်ဝေကလေးဖြစ်တယ်တန်ဝေကဖြစ်တော့ဆတ္တာတိကိုဆံမြူပင်ပေါက်နေပြီဆိုတာကိုသတင်းပေးတဲ့ပြပေးတဲ့ဆတ္တာတိကိုရွာစားအဖြစ်ဆုချပြီးတော့သူ့ရဲ့အိရှိမင်းဖြစ်တဲ့သားကြီးကိုခေါ်လိုက်တယ်သားအလည်းအနည်းငယ်သူ့စီလည်းရောက်လာတယ်ဘာပြောတော့ငါသားတဲ့ငါကောင်းမှာသေမင်းတမန်တွေရောက်လာပြီတဲ့ဆံပြူပင်တွေပေါ်လာပြီသေမင်းတမန်တွေငါစီရောက်လာပြီအဲ့ဒီတော့ငါဟာလူဘဝလူရဲ့ကာမဂုဏ်ချမ်းသာတွေကိုငါခံစားပြီးပြီနတ်ပြည်ကကာမဂုဏ်ချမ်းသာနတ်ဘုံမြမဘုံကချမ်းသာတွေကိုခံစားဖို့အတွက်ငါရှာကြံရတော့မယ်ကဲအဲ့ဒီခေတ်ကအဲ့ဒါလောက်ပဲသိတယ်နော်လူချမ်းသာငါခံစားပြီးပြီနတ်ချမ်းသာခံစားဖို့ငါရှာရလိမ့်မယ်အဲ့ဒီတော့မင်းဒီထီးနှန်းကိုဆက်ခတ်ငါကတော့ယသိဝတ်မယ်ယသိဝတ်ပြီးတော့မဂဒေဝဥယျာဉ်ထဲမှာပဲ
တရားထုတ်မယ်ဆိုပြီးတော့သူ့သားကိုမှားတာဘယ်လိုမှားတော့ဆိုရင်မင်းလည်းပဲငါနီးတူလို့ခေါင်းပေါ်မှာဆံပြူပင်တစ်ပင်ပေါက်ထန်နဲ့မင်းရဲ့သားကိုထိနှံလွှဲပြီးရင်ဥယျာဉ်နဲ့ထွက်ရသေးဝတရားကျင့်အဲ့ဒါဆိုလို့ရှိရင်သိလို့ရှိရင်မင်းဗြဟ္မဘုံရောက်မှာပဲငါလည်းအဲ့ဒီတိုင်းပဲကျင့်မယ်ဆိုရင်သူ့သားကိုပြောထားပြီးတော့မင်းဟာနောက်ဆုံးလူမဖြစ်စေနဲ့တော့ငါပြောခဲ့တဲ့နိလန်းတိုင်းမင်းမဖြတ်နဲ့နောက်ဆုံးလူမဖြစ်စေနဲ့မင်းကြိုးစားငါတော့သင်္ကန်းဝတ်တော့မယ်ဆိုပြီးမဂ္ဂရိဝဥယျာဉ်နဲ့ထွက်ပြီးနန်းတော်ကပို့တဲ့ဆွမ်းစားပြီးအဲ့ဒီမှာတရားကျင့်ဘာတွေကျင့်တော့ဆိုမေတ္တာကရုဏာမုဒိတာဥပေက္ခလို့ဆိုပြမစိုးတရားတွေကိုဇံရသည်ထီအောင်ပွားများအထုတ်တယ်အဲ့ဒါလို့ဇံရသည်ထီအောင်လောကကြီးတစ်ခုလုံးပေါ်မှာမေတ္တာတရားနဲ့ကရုဏာတရားနဲ့မုဒိတာတရားနဲ့ဥပေက္ခတရားနဲ့စံချမ်းသာခံစားပြီးနှစ်ပေါင်းဘလောက်နေသွားတော့ဆို8400အဲ့တော့သူ့ဘဝကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်နှစ်ပေါင်း3,3600မင်းသားငယ်ဘဝက8400အိမ်ရှင်မင်းဘဝ8400ဘုရင်မင်းဘဝနဲ့က8400ယသိဘဝနဲ့က8400တည်တဲ့အခါကျတော့ဗြဟ္မဝိဟာရတရားကိုပွားများသည့်အတွက်ကြောင့်တည်တော့ဗြဟ္မဖြစ်ရောက်သွားတယ်ကဲသူသားကလည်းနှစ်ပေါင်းအလွန်ကြားလာတဲ့အခါမှာဆတ္တတိကိုမှန်ထားတယ်ခုနအတိုင်းပဲငါကောင်းမှဆံမြူပင်တွေ့ပြောပါတနေ့ကျတော့ဒီလိုပဲတွေ့အောင်ရှာတော့တွေ့လာတာပဲသူလည်းပဲသူ့ဖေမှားထားတဲ့အတိုင်းသပင်ဖြူတွေ့တဲ့နေ့မှာဆတ္တတဲ့ကိုရွာစားစုချပြီးတော့သားအကြီးကိုခေါ်လိုက်တယ်ခေါ်ပြီးတော့ငါသားငါလူဘဝကာမဂုဏ်အာယုန်ကြီးခံစားပြီးပြီငါကောင်းမှလည်းပဲသိမင်းတမန်ကြီးရောက်နေပြီအဲ့ဒီတော့နတ်ပြည်နတ်ချမ်းသာကိုငါရှာဖွေရမှာဖြစ်တယ်ငါယသိယဟန်ဝတ်တော့မယ်မင်းကဌိနန်းစည်းစိမ်အုပ်ချုပ်ရစ်ဒါပေမဲ့မင်းငါမှားတဲ့စကားကိုသိချနားထောင်ခေါင်းပေါ်မှာဆံမြူပင်တစ်ပင်တွေ့လို့ရှိရင်မင်းရဲ့သားကိုဌိနန်းလွှဲပြီးမင်းယသိဝါမယ်ဒါငါတို့ရဲ့ tradition ပဲမင်းလိုက်နာကျင့်သုံးရမယ်လို့ဒီလိုမှားထားတယ်မင်းနောက်ဆုံးလူမဖြစ်စေနဲ့နော်လို့တတိပေးပြီးသူလည်းယသိဝါအဲ့ဒီလိုနဲ့ဒီမဂ္ဂဒေဝဘုရင်ကြီးရဲ့သားစဉ်မြေးဆက်ဘလောက်ထိအောင်သူမှားထားတဲ့လမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးကြတယ်လဲဆိုရင်မင်းအဆက်ပေါင်း8400နဲ့ဟောနည်းနည်းမဟုတ်ဘူးသူချမှတ်ခဲ့တဲ့လမ်းစဉ်ကဘာလို့ယသိဝဆံမြူပင်တွေ့ရင်ယသိဝတရားကျင့်တာကြီးကိုဌိနန်းလွယ်ယသိဝတရားကျင့်အဲ့ဒီအလုပ်ကိုကလျာဏဝတ္တလို့ခေါ်တယ်အလွန်ကောင်းတဲ့ကျင့်စဉ်တစ်ခုကိုချမှတ်ပေးထားတယ်မှာခဲ့တယ်မင်းတို့နောက်ဆုံးလူမဖြစ်စေနဲ့ငါပြောတဲ့အတိုင်းလိုက်နာကျင့်သုံးရမယ်လို့ဒီလိုပြောခဲ့တာမှာခဲ့တဲ့အတိုင်းသားစဉ်မြေးဆက်အဆက်ဆက်ဟာလိုက်နာကျင့်သုံးလိုက်တာဘယ်လောက်ထိသွားတော့8400 8400ဆိုတာနဲတဲ့ဘယင်နေမဟုတ်ဘူးအစဉ်အဆက်တယောက်တယောက်ကို33,600နှုတ်နဲ့ပဲတွက်ချီနှစ်ပေါင်းတက်တန်းတူကြတယ်ဆိုရင်နေဝိရွယ်နှစ်ပေါင်းများတော့သူချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးကြတယ်ဒါအစဉ်လာတစ်ခုထူထောင်ပေးတယ်လို့ခေါ်တယ်အဲ့ဒီအစဉ်လာတစ်ခုဒီသားသမီးတွေကလိုက်နာကြအဲ့ဒီလိုလိုက်နာသွားရင်ကနေနောက်ဆုံးကြတော့7400ပြည့်တဲ့အခါမှာနောက်ဘသူပေါ်လာလဲလို့ဆိုရင်အလုံးကြောက်ကြလိုက်ပဲဇတ်တော်ကြီး10ဘွဲမှာပါတယ်နေမိဇတ်ဆိုတွေ့တယ်နော်နေမိမင်းနိမိရာဇာလို့ခေါ်တယ်နေမိမင်းပေါ်လာတယ်သူတို့ရဲ့မြေအဖြစ်ပြန်ရောက်